ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အမေရိကန်နဲ့တရုတ်နိုင်ငံကြားဆက်ဆံရေးအပေါ်ယံအေးဆက်ဆက်ဖြစ်နေပေမဲ့နောက်ကွယ်မှာတော့စစ်ပွဲတွေဆင်နွှဲနေခဲ့တာကြာခဲ့ပါပြီ။ကြီးစံတွေတောင်းကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ကြတဲ့စစ်ပွဲမျိုးမဟုတ်ပဲချစ်ပြနည်းပညာပြိုင်ဆိုင်မှုစစ်ပွဲဆင်နွှဲနေခဲ့တာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုဘယ်ရီးယားရဲ့F-20ချစ်ပြတွေကိုတရုတ်နိုင်ငံထံရောင်းချဖို့ပိတ်ပင်ခဲ့တာပါ။ဒါပေမဲ့လည်းနောက်ပိုင်းမှာဒီF-20ချစ်ပြတွေကိုတရုတ်ထံအမေရိကန်ကရောင်းချခွင့်ပြုခဲ့ပေမဲ့တရုတ်ကF-20ချစ်ပြတွေကိုသူတို့နိုင်ငံထဲလုံးဝအဝေမခံတော့ပါဘူး။ဘာကြောင့်တရုတ်ကဒီအမေရိကန်ထုတ်ချစ်ပြတွေကိုဝယ်ယူဖို့နောက်ဆုတ်ရတာလဲ။သူတို့မှာဘလို့နည်းပညာမျိုးရှိလို့အမေရိကန်ကိုရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တယ်လဲဆိုတာဒီနေ့ဗီဒီယိုမှာတော့ရှင်းပြပေးအောင်ပါ။ဒီဗီဒီယိုမစခင်မှာချစ်ပြရဲ့ရေးပါပုံနဲ့ရင်စလိုက်အောင်။အခုကျွန်တော်တို့တောင်းနေတဲ့ဖုန်းကနေစလို့လက်စစ်နည်းပညာသုံးလက်စစ်ကားတွေစီးရေးနည်းပညာသုံးဒရုန်းတွေသုံးကြီးတွေ AI နည်းပညာတွေအထိချစ်ပြကမရှိမဖြစ်ပါချစ်ပြကအခုခေတ်နည်းပညာရဲ့အောက်နှုတ်လို့လည်းပြောလို့ရပါတယ်အဓိကချစ်ပြတွေကိုထောက်လုပ်ပေးတဲ့နိုင်ငံကထိုင်ဝမ်က TSMC လို့ခေါ်တဲ့ကုမ္ပဏီကအဓိကထောက်လုပ်ပေးနေတာပါအမေရိကန်ကုမ္ပဏီကြီးတွေကသူတို့လိုချင်တဲ့ချစ်ပြပုံစံတွေကို TSMC မှာဒီဇိုင်းဆွဲပြီးဒီဇိုင်းလာအပ်ကြတာပါ TSMC ကသူတို့ဒီဇိုင်းရထားတဲ့ပုံစံတွေနဲ့ချစ်ပြတွေကိုထုတ်လုပ်ပြီးအမေရိကန်ကုမ္ပဏီကြီးတွေထံပြန်ပြီးရောင်းချတာပါဒီမှာတစ်ခုသိထားရမှာက TSMC ရှိရုံနဲ့ဒီချစ်ပြထုတ်လုပ်နိုင်တာမျိုးမဟုတ်ပါဘူးချစ်ပြထုတ်လုပ်ဖို့အရေးကြီးတဲ့စက်ကိရိယာကိုတော့ကမ္ဘာပေါ်မှာကုမ္ပဏီတစ်ခုတည်းကတာအဓိကထုတ်လုပ်ပေးနေတာပါအဲ့ဒါကနယ်သာလန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ASML လို့ခေါ်တဲ့ကုမ္ပဏီကထုတ်လုပ်ပေးနေတာပါဒီဆက်ရဲ့တန်ဖိုးကလည်းအမေရိကန်ဒေါ်လာ1,400အထိရှိတာပါဈေးကလည်းအလုံးကြီးမှသလိုနည်းပညာကလည်းအလုံးမြင့်မားတာပါအခုခေတ်တည်းမှာ AI နည်းပညာကိုတော်လေးအသုံးများလာခဲ့ပြီး AI ကိုလေ့ကျင့်သင်ကြားပေးဖို့ဆိုရင်အဓိကလိုအပ်တဲ့အစိမ့်မြင့် GPU တွေကိုအများပြားလိုအပ်လာတာပါအမေရိကန်မှာဆိုရင်အဓိကထုတ်လုပ်သူဖြစ်တဲ့ NVIDIA နဲ့ AMD တို့ဟာရှိနေတာပါဒါပေမဲ့လည်းဈေးကွက်ပိုင်ဆိုင်မှုရကြည့်မယ်ဆိုရင်တော့ NVIDIA ကနည်းပညာရမှာပါအများကြီးလွှမ်းမိုးထားနိုင်ခဲ့တာပါအမေရိကန်မှာအစိမ့်မြင့်နည်းပညာတွေရှိတယ်ဒါပေမဲ့လည်းပစ္စည်းတစ်ခုခုထုတ်လုပ်တော့မယ်ဆိုရင်အဓိကထုတ်လုပ်တဲ့နိုင်ငံကတရုတ်နိုင်ငံမှာပါအဲ့ဒီတော့ကြောင့်လည်းကုမ္ပဏီတွေတော်တော်များများတရုတ်နိုင်ငံကိုတွားပြီးသူတို့ရဲ့ကွန်ပျူတာတွေထုတ်လုပ်ဖို့ရင်းနှီးမြှုပ်နှံခဲ့ကြတာပါဒါပေမဲ့လည်းအမေရိကန်ဆိုရကအရင်တုန်းကချစ်ပြားတွေကိုအမေရိကန် quality နဲ့တရုတ်ထံရောင်းချခွင့်ပြုခဲ့ပေမဲ့ဒေါ်နယ်ထရန့်နောက်ပိုင်းဒီသမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာဆိုရင်စပြီးကန့်သက်လာခဲ့ပါတယ်တရုတ်ကိုတင်ပို့မဲ့အမေရိကန်ထုတ်ချစ်ပြားတွေမှာဆိုရင်ဒီအမေရိကန်ထက်နည်းပညာအရရှော့ချတာမျိုးနဲ့အဟောင်းတွေကိုပဲအဓိကထားတရုတ်ကိုတင်ပို့ခဲ့ကြတာပါတရုတ်ကလည်းဒါကိုကောင်းကောင်းသိပါတယ်ဒါပေမဲ့လည်းသူတို့ပြည်တွင်းကုမ္ပဏီတွေကနည်းပညာရမှာဆိုရင်နဗီယာချစ်ပြားတွေကိုဘယ်လိုမှမရှင်းနိုင်တဲ့အတွက်နဗီယာထုတ်ချစ်ပြားတွေကိုပဲအဓိကထားဝယ်ယူတောင်းဆွဲခဲ့ကြတာပါဒါပေမဲ့တရုတ်မှာဆိုရင်ပစ္စည်းတစ်ခုထုတ်လုပ်တော့မယ်ဆိုရင်ဘာပစ္စည်းဖြစ်ဖြစ်အများစုကဈေးသက်သာကြတာပါဥပမာအမေရိကန်ကုမ္ပဏီကြီးတွေက AI နည်းပညာရဖို့အတွက်ဒီ AI လေ့ကျင့်သင်ကြားပေးဖို့ဆိုရင်အစိမ့်မြင့် GPU တွေ AI နည်းပညာအတွက်ဆိုပြီးပတ်စံဘီလီယံနဲ့ချီရင်းနှီးမြှုပ်နှံခဲ့ကြတာပါဒါပေမဲ့ပြီးခဲ့တဲ့နှစ်ကတရုတ်ကုမ္ပဏီတစ်ခုပြတဲ့ DC ကတော့အမေရိကန်ကရောင်းချပေးတဲ့နည်းပညာတစ်စိနဲ့ချစ်ပြားတွေပဲတုံးပြီး DC ကိုဗန်တီးခဲ့ကြတာပါဒီ DC ကလည်းတော်တော်လေးအလုပ်ဖြစ်ခဲ့ပြီးတော့မှကမ္ဘာဈေးကွက်တစ်ခုလုံးကိုကမဖြစ်စေခဲ့တာပါဒါတောင်တရုတ်တို့ဝယ်ယူရရှိခဲ့တဲ့ချစ်ပြားတွေကအမေရိကန်နည်းပညာလိုမျိုးအစိမ့်မြင့်နည်းပညာတော့ချစ်ပြားမျိုးမဟုတ်ဘဲနဲ့တစ်စိနဲ့ချစ်ပြားတွေအဟောင်းချစ်ပြားတွေပဲတုံးပြီး DC ကိုဗန်တီးခဲ့ကြတာပါတကယ်လို့များတရုတ်ကအမေရိကန်လိုမျိုးအစိမ့်မြင့်နည်းပညာတောင်းချစ်ပြားတွေပါရရှိပြီးနည်းပညာရအားသာမှုရရှိတော့မယ်ဆိုရင်ကဘာကြီးကဒင်နာတစ်ထက်အများကြီးပြောင်းလဲတော့နိုင်ပါတယ်။ဒါကြောင့်လည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်ရောက်မှာတော့အရင်ကဂျိုးဘိုင်ဒန်လက်ထက်တုန်းကဒီF-20ချစ်ပြားတွေကိုရောင်းချရာကနေသမ္မတဒေါ်နယ်ထရန့်ရောက်မှာတော့ဒါတွေကိုအလုံးဝပိတ်ပင်လိုက်တာပါ။တယောက်ကလည်းဒါကိုကြိုပြီးပြင်ဆင်ထားခဲ့တာပါသမ္မတဂျိုးဘိုင်ဒန်လက်ထက်တုန်းကဆိုရင်F-20ချစ်ပြားတွေကိုငွေယူရရှိရာကနေအခုသမ္မတဒေါ်နယ်ထရန့်ရောက်မှာတော့လုံးဝပိတ်ချလိုက်တဲ့အတွက်တယောက်ကလည်းဒီတိုင်းဆက်သွားမယ်ဆိုရင်သူတို့ရဲ့နည်းပညာအမေရိကန်ထန်းချမှုအောက်မှာရောက်ရှိသွားနိုင်တဲ့အတွက်ကိုပိုင်ချစ်ပြားထုတ်လုပ်ဖို့ပဲအဓိကထားအာရုံစိုက်လာခဲ့ကြပါတယ်ပိုပြီးတွန်းအားပေးလာခဲ့တဲ့သဘောမျိုးပါအဲ့တော့လည်းတရုတ်ဆိုရကဒီနည်းပညာထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ချစ်ပြားထုတ်လုပ်ရေးကုမ္ပဏီမှာဆိုရင်ဘီလီယံနဲ့ချီငွေတွေအများပြားရင်းနှီးမြှုပ်နှံထားခဲ့တာပါအဲ့ဒီထက်ကထင်ရှားဆုံးဆိုရင် Huawei ကုမ္ပဏီလို့ပြောရမှာပါဒါပေမဲ့လည်းတဖြည်းဖြည်းနဲ့သမ္မတဒေါ်နယ်ထရန့်ကF-20ချစ်ပြားတွေကိုတရုတ်ထံရောင်းချခွင့်ပြုခဲ့ပေမဲ့တရုတ်ကF-20ချစ်ပြားတွေကိုသူတို့နိုင်ငံထဲလုံးဝအဝေးမခံတော့ပါဘူးအကြောင်းရင်းကတော့
တကယ်လို့များအဲ့တွင်တဲ့ချစ်ပြားတွေကိုဒါတယောက်ကပြန်ဝယ်ပြီးပြည်တွင်းထောက်လုပ်တဲ့ချစ်ပြားတွေကိုဒီအရန်ကြီးမတောင်းခဲ့ဘူးဆိုရင်တနေ့နေ့တစ်ချိန်မှာအမေရိကန်ကဒီလိုတန်ခတ်ပိတ်ဆို့မှုပြန်ပြီးလှုပ်လာခဲ့ရင်တရုတ်ရဲ့ချစ်ပြားနီးပညာကတော်တော်လေးထိခိုက်လာနိုင်ပါတယ်။ဒါပြင်ပြည်တွင်းကုမ္ပဏီတွေတက်ပါအများကြီးထိခိုက်ရှုံလာနိုင်မှုရှိလာနိုင်ပါတယ်။ဒါကိုတွက်ဆတဲ့အနေနဲ့တရုတ်ကသူတို့ပြည်တွင်းဖြစ်အမေရိကန်လောက်အစစ်မြစ်နီးပညာမျိုးမရှိပေမဲ့ပြည်တွင်းဖြစ်နီးပညာသုံးချစ်ပြားတွေပဲအဓိကအားကိုးလာခဲ့ပါတယ်။ Huawei ကအခုနောက်ပိုင်းဒီ7 nanometer ချစ်ပြားတွေကိုထောက်လုပ်နိုင်တဲ့အထိအောင်မြင်မှုရရှိလာခဲ့ပါတယ်။ Huawei ကုမ္ပဏီကအခုနောက်ပိုင်းဒီချစ်ပြားထောက်လုပ်ရေးနေရာမှာဆိုရင်တရုတ်နိုင်ငံမှာဥဆောင်သူဖြစ်လာခဲ့ပြီး7 nanometer ချစ်တွေကိုပါထောက်လုပ်လာနိုင်ခဲ့ပါတယ်။တကယ်လို့များတရုတ်ကဒီထက်နီးပညာမြင့်တဲ့5 nanometer 3 nanometer ချစ်ပြားတွေအထိထောက်လုပ်လာနိုင်ခဲ့မှာဆိုရင်တော့ချစ်ပြားဈေးကွက်မှာဆိုရင်တရုတ်ကလုံးဝကပြောင်းကစားလောက်လာနိုင်တော့မှာပဲဖြစ်ပါတယ်။အရင်ကဈေးကြီးခဲ့တဲ့ချစ်ပြားတွေကတရုတ်ကထောက်လုပ်လာနိုင်တော့မယ်ဆိုရင်ဈေးပေါ်နဲ့များဆဆဈေးကွက်ထဲမှာဝင်ရောက်လာနိုင်တော့မှာပါ။အမေရိကန်ကလည်းသူတို့အကျိုးစီးပွားအတွက်ဒီတရုတ်ရဲ့နီးပညာမှာချစ်ပြားထောက်လုပ်ဖို့ကိုမထောက်လုပ်နိုင်အောင်ကန့်သက်ချက်တွေမျိုးမျိုးချမှတ်လာခဲ့ပါတယ်။အထူးသဖြင့်ဒီနယ်သာလန်ကအဓိကချစ်ပြားထောက်လုပ်မှာရေးကြီးတဲ့စက်တွေကိုတရုတ်ထံမရောင်းချဖို့အမေရိကန်ကပိတ်ဆို့တာမျိုးလုပ်လာခဲ့ပါတယ်။ဒါပြင်ဂျပန်ကစက်ကရိယာတွေကိုလည်းတရုတ်ထံမရောင်းချဖို့တားဆီးမှုတွေပိတ်ဆို့မှုတွေလည်းတဖြည်းဖြည်းလုပ်လာခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ကသူတို့စိုးရိမ်တာကဈေးကွက်ဥဆောင်မှုတစ်ခုတည်းမဟုတ်ပါဘူး။နောက်ွယ်ကအကြောင်းရင်းကတော့စီးရေးနည်းပညာတွေမှာပါ။တကယ်လို့များတရုတ်ကကိုပိုင်ချစ်ပြားထောက်လုပ်နိုင်ခဲ့မှဆိုရင်အမေရိကန်ထက်ပိုပြီးကောင်းမွန်တဲ့စီးရေးနည်းပညာတွေအများပြားထောက်လုပ်လာနိုင်ခဲ့မှာပါ။အဲ့အတွက်အမေရိကန်ကတရုတ်ကိုထိန်းချုပ်ဖို့ဆိုတာလွယ်နဲ့တော့ဖြစ်လာမှာတော့မဟုတ်တော့ပါဘူး။အမေရိကန်ကလည်းဒါကိုကောင်းကောင်းသိပါတယ်။အဲ့ဒီအတွက်တရုတ်စီမှာအစိမ့်မြင့်နည်းပညာသုံးချစ်ပြားတွေမထောက်လုပ်နိုင်အောင်လဲပိတ်ဆို့မှုတွေများစွာချမှတ်လာခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကလည်းလက်လျှော့တဲ့လူတော့မဟုတ်ပါဘူး။မကြာခင်ကတရုတ်ကနယ်သာလန်ကထုတ်တဲ့ ASML ဆက်တွေကိုဝယ်ယူပြီးတစစီဖြုတ်ပြီးတော့မှအထက်ကနီးပညာတွေကိုလေ့လာခဲ့ကြတာပါ။ဒါပေမဲ့ဒါကမအောင်မြင်ခဲ့ဘူးဆိုပေမဲ့တရုတ်ရဲ့စ조사မှုကအခုချိန်မှာမအောင်မြင်ဘူးဆိုပေမဲ့နောက်တစ်ချိန်မှာမဖြစ်လာနိုင်ဘူးလို့ပြောလို့လည်းမရပြန်ပါဘူး။တရုတ်တွေကအတူယူတဲ့နေရာအတူခိုးတဲ့နေရာမှာဆိုရင်နိုင်ငံမရှိလောက်အောင်ကိုအရန်ကိုထူးခြားပြောင်းလဲတဲ့နိုင်ငံတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ဒီပြိုင်ပွဲကဒီမှာပဲမပြီးသေးပါဘူး။တရုတ်ကချစ်ပြားထုတ်လုပ်မှုမှာဆိုရင်အမေရိကန်ကိုအနိုင်ယူနိုင်မလားဆိုတာစိတ်ဝင်စားစရာစောင့်ကြည့်ရမယ့်အချက်တစ်ခုထဲမှာလည်းပါဝင်နေပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်။